လွမ်းပိုင်နဲ့ဗီဒီယိုထွက်ပေါ်လာတဲ့ပေါ်ပရိသတ်ရဲ့ဝိုင်းဝန်းပြောဆိုမှုကြောင့် Instagram မှာပါမတ်ပိတ်လိုက်ရပြီဖြစ်တဲ့နော်ဖော်ရဲ့တာအားလုံးပဲမင်္ဂလာပါ MCLitos New Channel ကနေကြိုဆိုပါရစေ။တရုတ်ဆောင်နော်ဖော်ရဲ့တာမနေ့ကထွက်ရှိလာခဲ့တဲ့သူမောင်းနဲ့လွမ်းပိုင်ရဲ့ဗီဒီယိုကြောင့်ပရိသတ်ပြောဆိုမှုတွေလက်ရှိချိန်ထိကြုံနေရတာပဲဖြစ်ပါတယ်။ဗီဒီယိုစတင်ပေါ်ပေါက်လာစေရကတော့ Bobby Sexer ရဲ့နာမည်တက်ပြီးပြောပိုင်ခွင့်မရှိဆိုတဲ့တခြင်းတစ်ကနေစတာပဲဖြစ်ပါတယ်။ဒီတဲ့ချင်းမှာစနိုက်ကြော်ကြောင့်ရေးသားထားတဲ့အတွက်လူတွေကတို့လောအထင်ရှိနေခဲ့ရကနေ match မှာဒီဗီဒီယိုကိုစတင်ပြန်လာခဲ့တာပါဒီဗီဒီယိုကြောင့်ပရိသတ်တွေကလွမ်းပိုင်နဲ့ Bobby Sexer တို့ရဲ့73နှစ်ကြာချစ်သက်တမ်းကိုစနိုက်သူဖြစ်သူမရဲ့အကောင့်တွေ page တွေမှာပြောကြားခဲ့ရပဲဖြစ်ပါတယ်လက်ရှိမှာသူမ Instagram ထိပါရောက်ရှိလာပြီးပြောကြားတဲ့အတွက်နော်ဖုံးရထားကသူမ Instagram ကိုမတ်ပိတ်လိုက်တာပဲဖြစ်ပါတယ်သူမကသူမရဲ့ Facebook page ကိုလည်းခိတခဏတီးထားတာတွေ့ရပါတယ်အရင်ကဖြစ်တဲ့အကြောင်းကိုမကောင်းတဲ့လူကြိုကြောင့်ယခုလိုဖြစ်ခဲ့ရတာဟာစိတ်မကောင်းသလိုကျမရဲ့ပရိသတ်တွေကိုလည်းအကုန်တောင်းပန်ပါလို့ယခုလိုရေးသားခဲ့ပါတယ်ဒီနေ့တော့ဒီလောက်နဲ့ပဲရန်နာပါမယ်ဆုံးထိကြည့်ရှုပေးတဲ့ပရိသတ်အားလုံးကျေးဇူးအထူးတင်ရှိပါတယ်ကျမတို့ channel ကိုလည်း like and subscribe လုပ်ပေးကြပါအောင်ရှင်